လူတယောက်ကလူတယောက်အပေါ်ကောင်းပေးတယ်ဆိုတာတောင်းတောင်းရုံမေတ္တာမဟုတ်ဘူးတောင်းတောင်းရုံစေတနာမဟုတ်ဘူးသူ့မှာကိုယ်နဲ့ပတ်သက်ပြီးတော့တွေးတောခြင်းများများရှိတယ်ကိုယ့်အကြောင်းကိုများများစဉ်းစားလေရှိတယ်ကိုယ့်ဘဝမှာမေတ္တာအမြဲရောက်နေတတ်တယ်ဒီလိုမျိုးပုဂ္ဂိုလ်ကိုရပြီဆိုလို့ရှိရင်ဒါကံကောင်းတာပဲဒါပေမဲ့လောကမှာဖြစ်တတ်တဲ့သဘာဝကအဲ့ဒီလိုကိုယ့်အပေါ်ကောင်းတဲ့သူကိုမတိကျိုးချွန်ပြူထားတတ်တာမျိုးဖြစ်တတ်တယ်ပြီးတော့ကိုယ့်အပေါ်ကောင်းနေတာပဲကိုယ့်လူပဲဆိုတော့အပိုင်ဆိုပြီးတော့လိုမထုတ်သုံးတဲ့သဘောမျိုးတွေဖြစ်လာတတ်တယ်လိုမခေါ်တဲ့သဘောမျိုးတွေဖြစ်လာတတ်တယ်အမှန်ကတော့ကိုယ့်အပေါ်လူတစ်ယောက်ကောင်းပြီဆိုလို့ရှိရင်တန်ဖိုးထားရတော့မယ်အဲ့တော့သူကလည်းကိုယ့်အပေါ်မှာစိတ်စေတနာအပြည့်ရှိသလိုကိုယ်ကလည်းစိတ်စေတနာအပြည့်နဲ့သွားတယ်နှစ်ဖက်မျှတဲ့အရာမျိုးကိုပြောတာကိုယ်ကလည်းပဲမေတ္တာတက်ရောက်နေတဲ့သူမျိုးအပေါ်မှာဆိုရင်တန်ဖိုးထားပေးရမယ်သို့တော့တချို့သောပုဂ္ဂိုလ်တွေကတော့ကိုယ့်ဘောစေတနာရှိမှန်းသိတယ်ကိုယ်ကလည်းစေတနာရှိတယ်ဒါပေမဲ့ကိုယ့်ဘောကောင်းတဲ့သူအပေါ်မှာဆိုးတယ်ပြီးတော့ဘဝဆိုတာကခဏတာပဲကြာကြတာဘယ်အရာကိုမှကျင်းသေးပြောလို့မရဘူးအဲ့ဒီလိုကျင်းသေးပြောလို့မရတဲ့အခါကျတော့အကြောင်းတစ်မျိုးမျိုးကြောင့်ကွဲကွာရတာတွေဖြစ်တတ်တယ်အဲ့ဒီခါကျမှနောင်တတွေရတတ်တယ်လောကမှာကဒါပေးမှဒါရမယ်ဆိုတဲ့သဘာဝတွေနဲ့သွားနေကြတာအဲ့လိုသွားတာကများတဲ့အခါကျတော့ကို့မှာကို့အပေါ်ကိုစိတ်စေတနာအပြည့်ပေးပြီးတော့ကောင်းတဲ့သူတွေနဲ့ရှင်တဲ့အခါကျတော့ဘဝမှာမလုံခြုံသလိုခံစားလာရလိမ့်မယ်ဒါကြောင့်ကိုယ်ကံကောင်းလာလို့ကိုယ့်အပေါ်မှာကောင်းတဲ့သူရှိလာပြီဆိုရင်ကိုယ့်ရဲ့အသိစိတ်ကလေးကသူ့ရဲ့တန်ဖိုးကိုနားလည်ပေးရမယ်အလွန်အကျွံမဟုတ်ဘဲနဲ့ဘာကြောင့်ဒီစကားပြောရတယ်လဲဆိုတော့အလွန်အကျွံဆိုတာကလည်းစိတ်ကုန်ဖို့ကောင်းတယ်သူ့အတိုင်းအတာတွေရှိတယ်နေရာတိုင်းမှာအတိုင်းအတာရှိတယ်စကားပြောတဲ့အချိန်လားနောက်ပြီးတော့သွားတဲ့အချိန်လားမသွားတဲ့အချိန်လားစတဲ့အတိုင်းအတာတွေရှိတယ်သူ့ဘက်မှာလှုပ်ရှုပ်နေတာလားသူ့ဘက်မှာအရေးကြီးကိစ္စပေါ်နေတာလားစတဲ့အရာတွေကိုနားလည်ပေးဖို့လိုတယ်ကာလကိုနားလည်ခြင်းအတိုင်းအတာကိုနားလည်ခြင်းဒီအရာတွေနဲ့စင်ကြယ်တုံတရားတွေနဲ့ကိုယ့်ဘောကောင်းတဲ့သူကိုတန်ဖိုးပြန်ထားပေးရတယ်ဒီလိုတန်ဖိုးထားပေးတော့မှလည်းတစ်ဖက်သူရဲ့မေတ္တာတွေကပို့ပြီးရောက်လာများသောအားဖြင့်လူတွေကကိုယ်ပိုင်စင်ကြယ်ဉာဏ်ရှိတဲ့သူတွေကိုစေတနာထားတတ်ကြတာပါပဲကာလတည်တဲ့သူအတိုင်းတာတည်တဲ့သူတွေကိုပို၍စေတနာတက်ရောက်သွားကြတာပါပဲအဲ့တော့တဏှာစိတ်နဲ့မဟုတ်ဘဲနဲ့မေတ္တာစိတ်နဲ့သာသွားတဲ့သူတွေအတွက်ကအရင်အစဉ်ပြေတဲ့ဆက်ဆံရေးအဲ့တော့မိမိပေါ်မှာကောင်းတယ်ဆိုတဲ့သူတွေတောင်းတမေတ္တာနဲ့ကောင်းပေးလို့ရတာမဟုတ်ဘူးတန်ဖိုးထားရမယ်လို့ပြောချင်တာမေတ္တာအပြန်အလှန်ထားရင်းနဲ့အဲ့ဒီကိုယ့်ဘောကောင်းတဲ့သူကသာကိုယ့်ဘဝရဲ့ဒါမှန်အပေါ်ယံတွေပေါင်းပြီးတော့ကိုယ်တာတုံးမှာပေါင်းတယ်နှိမ်သွားတဲ့အချိန်ကျတော့ဥပိ္ပခာပြုထားတတ်တဲ့လူတွေကိုအဟုတ်မှတ်ပြီးတော့ပေါင်းလာတဲ့အခါတကယ်အရေးကြုံတဲ့အခါကျတော့ဘယ်သူမှကိုကူမဲ့သူမရှိဖြစ်တတ်တယ်ကိုအကျိုးကိုကြီးပဲမကြည့်သင့်ဘူးကိုအကြောင်းကြီးပဲလည်းမစင်စားသင့်ဘူးအဲ့ဒီကိုအကျိုးပဲကြည့်တတ်ပြီးတော့ကိုအတွက်ပဲကိုတတ်တာဖို့ကိုตาရဖို့ဒါကိုဦးစားပေးပြီးတော့လူတစ်ယောက်ကိုပေါင်းမယ်ဆိုရင်တော့တစ်ဖက်သူလည်းထမ်းခံနိုင်မှာမဟုတ်ဘူးသူလိုအပ်တဲ့အချိန်တွေမှာကိုကမရှိဘူးသူစိတ်ဆင်းရဲနေတဲ့အချိန်မှာကိုကဖေးမှခြင်းမရှိဘူးကိုစိတ်ဆင်းရဲတော့မှကိုကသူ့ရဲ့ဖေးမှမှုကိုလိုချင်တာကိုအကူအညီလိုတော့မှသူ့အကူအညီမှုကိုလိုချင်တာမျိုးကြတော့လေဒါတရားမျှတတဲ့ဆက်ဆံရေးမဟုတ်ဘူးအဲ့တော့ကို့ဘောကောင်းတဲ့သူရှိရင်ကိုကလည်းတရားမျှတတဲ့ဆက်ဆံရေးပြန်ပေးတတ်ဖို့လိုတယ်အတိုင်းအတာအတွင်းကသွားတဲ့ဆက်ဆံရေးဖြစ်ဖို့လိုတယ်ပညာနဲ့ဆင်ခြင်ပြီးတော့မိတ်ဆွေကောင်းတွေရနိုင်ပါစေလို့ဆုတောင်းပေးတယ်အဲ့တော့တရားနာသူပေါင်းသူတော်ကောင်းတွေတကွာကဘာသူကဘာသားပေါင်းမိတ်ဆွေကောင်းများရကြ၍ဘဝရဲ့အခက်အခဲတွေကိုအားနဲ့မိတ်ဆွေရဲ့ခွန်အားနဲ့တိုက်ခိုက်နိုင်ကြ၍အောင်လဲအောင်မြင်အေးလဲအေးချမ်းပါစေအားလုံးအေးချမ်းပျော်ရွှင်အောင်မြင်ကြပါစေ